ကိုရေအမှန်တိုင်းပြောရရင်လေကိုရဲ့ရှိကိုခလေးအပြေးလာခြင်းနဲ့တိလားကိုဖတ်ထားပြီးတော့အစမပြေတဲ့အကြောင်းတွေကိုအများကြီးပြောပြချင်တာပဲပြီးတော့ကိုဘယ်လောက်ရှိလဲဆိုတဲ့အကြောင်းတွေကိုခဏပြန်ပြီးတော့ပြောချင်တယ်အဝေးကနေပြီးတော့ချစ်နေရတာဆိုတော့တခါတလေကြာရင်လည်းအားငယ်မိတာပဲအရန်တော့နေကိုရေအချိန်တွေကိုလေးဖြစ်နိုင်လို့ရှင်အမြန်ကုန်သွားလို့ရစ်ပစ်လိုက်ရှင်နဲ့အဲ့ဒါမှကိုကကလေးရဲ့အနာကိုအဆုံးရောက်လာမှသိတာ